ဗီဒီယိုလေးမှာတော့ကြောင်းရောက်တဲ့ပထမဆုံးနေ့မှာလေကြောင်းဝင်ထဲလက်ပဲကြည့်ရှုထားတာလေးကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့နေတဲ့အဆောင်ရှိရနေရာလေးပါဒီမှာခုံလေးစပွဲတွေချထားတာနဲ့တကယ်ကြီးနေစုပြီးစကားထိုင်ပြောပိုင်ရဆင်ပြေပါတယ်မိုးဖိုးဝဲလေးတော့ရွာနေပါတယ်ဗျဒါကတော့ကို walking ဖြစ်နေရလေးပါလမ်းညွှန်ဆိုင်ဖို့လေးပါဒါခုကြောင်းကိုပတ်ပြီးတော့လိုက်ကြည့်နေတာပေါ့နော်။ဘာလဲရှိမလဲတော့ဒီပထမဆုံးနေ့မှာကဲကျွန်တော်လည်းလိုက်ကြည့်ကြပါဦး။ကိုမှမြင်နေရတော့ဘောလုံးပွဲရှိတယ်နဲ့တူပါတယ်။တော့ပြိုင်ဆိုင်အောင်အားပေးနေကြတာပါ။ချင်းတန်ကြားနေရတယ်ဗျဘာပွဲရှိတယ်မသိဘူးဒီဆောက်ဝင်လာတာဗျညနေပိုင်းမြေပုံလေးပဲဖြစ်ပါတယ်ကတော့ကြောင်းကိပေါက်နာပန်းချံကစားကွင်းလိုနေရာလေးပါဒါကတော့တက်နဲ့ကွင်းပဲဖြစ်ပါတယ်လောလောဆယ်တော့မိုးရွာတော့ဖြစ်မဲ့အဲ့ကြတာတော့ဘယ်လိုမရှိသေးပါဘူးတော့ထိုင်းဘာသာစကားနဲ့တက်ဆင်တက်တိုးဆိုပြီးရေးထားတာဖြစ်ပါတယ်ကားပေါ်ကမြင်ရလဲကြောက်ကိပေါက်ရပဲဖြစ်ပါတယ်အခုတော့ညနေသားစားဖို့ကျွန်တော်အပြင်ထွက်လာရဲပေါ့နော်ဒါဆိုင်တွေရှိမလဲအဲ့တော့လက်ကြည့်ရတော့ပါပေါ့ဘာတွေရမလဲဘာတွေရအဲ့ဒီစားလို့ရ7-Elevenရှိပါတယ်အေးဆိုင်ရှိရပလာတာဆိုင်ရှိရဒါပါလဲမလို့ထောင်းဆိုင်ထက်ကျော်ရရှိ
မျက်မှန်ဆိုင်လေးရှိတယ်ဗျမစ်သေးဆိုင်တွေကတော့ပေါ်ပါတယ်ဒါကြီးပဲဖုံးဆိုင်တွေတော့တွေ့တယ်ဆိုင်လေးတွေတော့များပါတယ်ဗျအေးဆိုင်တွေကတော့အများဆုံးပဲစပင်းချက်ဆိုင်လည်းရှိတယ်ဟာတော့ကျွန်တော်တို့တုတ်ကားလေးကိုစီးဖို့စောင်းရတဲ့နေရာလေးကျွန်တော်နဲ့သူနောက်မှသူ့နေရာတော့ဒီတက်ဆင်ယူနေပါသေးတယ်ဖြစ်ပါတယ်60 baht. Okay. Baht. ใช่ ใช่ เมนู20 20 โอเค เมนู25 ยี่ห้า ครับผม ครับขอบคุณนะครับ ครับขอบคุณครับ ครับอันนี้เท่าไหร่ครับ 30 บาทครับ 30ครับ ใช่กะเพราคั่วกิ้งแล้วก็ไก่ผัดน้ำมันหอยครับ อ๋อ ปลาไฟที่เลี้ยงอยู่ สไปซี่ สไปซี่ อ๋อสไปซี่အားတော့ဝယ်လာတာတွေပါဒီသမင်းဘူးတွေနောက် coffee 7-Eleven ကျွန်တော်ခုမှပထမဆုံးရောက်တာဆိုတော့နေရာအဲ့တော့မနှံ့သေးဘူး။နောက်နေ့တွေကြာရင်တော့ပို့ပြီးစောအောင်တော့ကြိုးစားပြီးရိုက်ကြပါမယ်။ဒီနေ့တော့ဒီလောက်ပါပဲဗျာ။ဟိုဝယ်ရတဲ့မုတ်တွေစားမယ်၊မင်းတွေစားမယ်၊ဆွဲမယ်။ကဲအားတော့ကျေးဇူးတင်ပါတယ်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။